စဉ်းစားကြည့်ပြန်ဟိုလေအိမ်မွေးတဲ့ဆန်ဆိုင်ကနေအရန်ချစ်စရာကောင်းတဲ့ခွေးပေါက်လေးတစ်ကောင်ကိုဝယ်လာတယ်ဆိုပါစို့အစားပိုင်းမှာတော့ဟိုပြေးလွှားလေးနဲ့အရန်အသေးအရစရာကောင်းတာပေါ့ဟုတ်တယ်ဗျာဒါပေမဲ့အိမ်ရောက်တာနဲ့အဲ့ဒီခွေးပေါက်လေးကအခန်းထဲကဆိုဖာလေးကိုကိုက်ဖြဲတွေ့ရနေရမှာပေပိုးအောင်လုပ်တာပဲလေသူ့ကိုတေချာလေးချင်းတင်ကြမပေးထားဘူးဆိုရင်ပေါ့ဟာအဲ့ဒါဆိုအိမ်လေးကချက်ချင်းဆိုသလိုစစ်တလင်းဖြင်လို့ဖြစ်တော်မှာအသေးကြပဲရှင်အတိကြပဲတကယ်တော့လေကျွန်တော်တို့ရဲ့စိတ်ဆိုတာကလည်းအဲ့ဒီလေးချင်းတင်ကြမပေးရတဲ့ခွေးပေါက်လေးနဲ့တိတ်တူတာပဲဗျာဘဝမှာကြုံတွေ့ရတဲ့အကြီးမားဆုံးအဟန့်အတားတွေဆိုတာပြင်းပကဘာကလာတာမဟုတ်ဘူးထိန်ချုံမရအောင်ပြေးလွှားနေတဲ့ကိုပိုင်အတွေးတွေတာဖြစ်နေတယ်ဆိုတာအံ့ဩစရာပဲပေါ့နော်ခွေးပေါက်လေးဥပမာကတော်တော်လေးကိုမြင်တာတယ်နော်ဟုတ်ပါဆိုတော့ဒီနေ့ကျွန်တော်တို့အတိကတူးဆွဲသွားမယ်အကြောင်းအရာကအဲ့ဒီစိတ်ကိုတုံးပြီးကျွယ်ဝမ်းချိုက်တော်ဘဝတစ်ခုကိုဖန်တီးယူခြင်းကြောင့်ပဲဖြစ်ပါတယ်ဒါကဘာကျော်ဒီ Secret ဆောက်ရေးသားသူ Randa Byrne ရဲ့ YouTube Live အမေးဖေးအစီအစဉ်မတန်းတွေကိုအခြေခံထားတာပေါ့နော်မှန်ပါတယ်ဒီနေ့အစီအစဉ်ရဲ့ရည်ရွယ်ချက်ကစိတ်ဆွမ်းအင်းနဲ့ဘဝကိုပြောင်းလဲခြင်းဆိုတဲ့ theory တွေကိုစာအုပ်ကြီးအတိုင်းရွတ်ပြဖို့မဟုတ်ဘူးဗျာလူတွေတကယ်လက်တွေ့ကြုံနေရတဲ့အခက်အခဲတွေပြီးတော့ဘာလို့ကိုပြန်ဒုက္ခပေးနေကြတာလဲဆိုတဲ့အကြောင်းရင်းတွေကိုအသေးစိတ်ဆွဲထုတ်လေ့လာသွားမှာပါကောင်းပြီလေတကယ်တော့ကျွယ်ဝတဲ့ဘဝဆိုတာကိုလူတော်တော်များများကဘဏ်အကောင့်ထက်ကငွေကြေးပမာဏနဲ့ပဲတိုင်းတာကြတယ်ရှင်ဟုတ်တယ်ငွေများများရှိရင်ကျွယ်ဝတယ်လို့ထင်ကြတာပဲလေဒါပေမဲ့ဒီတည်င်းမြစ်ဒီထဲမှာဖွင့်ဆိုထားတာကအဲ့ဒီထက်အများကြီးပိုနဲ့နဲပါတယ်ငွေကြေးလွတ်လပ်မှုအပြင်ကျန်းမာရေးကောင်းမွန်တာပတ်ဝန်းကျင်နဲ့လိုက်ဖက်ညီတဲ့ဆက်ဆံရေးရှိတာပြီးတော့အရေးကြီးဆုံးကစัจ java လာကြီးကမိမိကြောထောင်းနောက်ခံအဖြစ်အမြဲရှိနေတယ်လို့ခံစားရတာပါအဲ့ဒီလိုပြေဆုံးမှတကယ့်ကျွယ်ဝတဲ့ဘဝလို့ခေါ်တာပါဆိုလိုတာကအရာအလုံးဟန်ချက်ညီနေဖို့လိုတာပေါ့ဟုတ်တယ်ရှင်ဒီနေရာမှာခြေခံအချားဆုံးနားလည်ထားရမယ့်အယူဆကဒီစัจ java လာကြီးကိုစိတ်ဖြင့်လွှမ်းမိုးထားသောနေရာအဖြစ်ရှုမြင်ခြင်းပါပဲဆိုလိုတာကကိုတွေးတဲ့အတိုင်းကိုဘွားကပုံပေါ်လာတာမျိုးလားအတိအကျပဲဒါမှမဲ့ပြဿနာကလူအများစုဟာကိုပါရီတွေးနေလဲခေါင်းထဲမှာပါရီဖြစ်နေလဲဆိုတာကိုတောင်တတိမပြုတ်မိကြဘူးလေအလိုအယောက်စနစ်ကြီးနဲ့လဲပတ်နေကြတာများတယ်အဲ့ဒီတတိမပြုတ်မိချင်းဆိုတဲ့အချက်ကတော်တော်အရေးကြီးတယ်စိတ်ကဘလောက်တောင်မြင်လဲဆိုတာ Rhonda Byrne ကိုတိုင်ပြန်ပြောပြထားတဲ့ဟာတာလေးတခုရှိတယ်ဗျာဟုတ်လားဘယ်လိုဟာတာလေးလဲရှင်သူစပြီးလေ့ကျင့်စဉ်ကဆရာတယောက်ကသူ့ကိုမျက်စိမိတ်ပြီးဘာကိုမှမတွေးပဲငြင်းလေးတွေကြည့်ဖို့ခိုင်းတယ်သူကလည်းဒါလေးများလွယ်လေးဆိုပြီးမျက်စိမိတ်လိုက်တာပေါ့မျက်စိမိတ်လိုက်တော့ဘာဖြစ်သွားလဲမျက်စိမိတ်လိုက်တာနဲ့ချက်ချင်းဆိုသလိုပဲ boing ဆိုတဲ့အတန်းနဲ့အတူ second ပုံအပုံမှာဘီလီယံချီမြန်ဆန်လာတဲ့အချိန်အတွင်းမှာပဲအတွေးတစ်ခုကခေါင်းထဲကိုဝင်လာတယ်ဗျာဟာတကယ်ကိုမြန်လုံးကပေါ့ဟုတ်ပါဗျာအဲ့မှာတင် Rhonda လည်းသူထင်သလိုစိတ်ကိုလွယ်ထိန်းလို့မရဘူးဆိုတာသဘောပေါက်သွားတယ်သူကဒီလိုထိန်းမရတဲ့စိတ်ကိုထိန်းမနိုင်သိမရတရေမလို့တောင်နာမည်တက်ထားတာဗျာကျွန်တော်ပြန်မှာသုံးနေကြစကားနဲ့ဆိုရင်တော့ break ပေါက်နေတဲ့ရထားကြီးလိုမျိုးပေါ့ဟုတ်ပါတယ် break ပေါက်နေတဲ့ရထားကြီးနဲ့ပို့တူပါတယ်ရှင်အဲ့ဒီလိုတောင်းချမ်းနေတဲ့စိတ်ကိုဘယ်လိုထိန်းမလဲဆိုတာကစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းပါပဲလူတွေကတော့စိတ်ကိုထိန်းချုပ်တဲ့ဆိုတာအတင်းကြပ်တွင်းကျင်တာတွေကိုမျိုးသိလိုက်တာလို့ထင်ကြတယ်နော်အဲ့ဒီလိုထင်တတ်ကြတယ်ဒါပေမဲ့တကယ်တော့ဖြည့်ရှင်းနည်းကအဲ့လောက်မကြမ်းတတ်ပါဘူးရှင်တနေ့ကို10မိနစ်ခနဲ့9မိနစ်ခန့်ငင်းလေးထိုင်ပြီးကိုယ့်ရဲ့အတွေးတွေကိုဝင်မပတ်သက်ပဲစောင့်ကြည့်ုံသာစောင့်ကြည့်ဖို့ကြံပေးထားတယ်ဝင်မပတ်သက်ဘူးဆိုတော့ဘယ်လိုမျိုးလဲဗျာတခြားလေးရှင်းပြပေးပါလားဟုတ်တယ်ဒီနေရာမှာဝင်မပတ်သက်ဘူးမယုံကြည်ဘူးဆိုတဲ့စကားလုံးကတော့ချက်ပါပဲအတွေးတွေဝင်လာရင်အဲ့ဒီအတွေးနောက်ကိုလိုက်မသွားပဲအသာလေးကြည့်နေုံတတ်ပေါ့ကျွန်တော်စဉ်းစားမိတာတခုရှိလဲတချို့လူတွေကမနေ့ပိုင်းမှာကြီးစုတင်ခြင်းတွေလုပ်တယ်ကိုလိုချင်တာကိုမြင်းရောင်ခြင်းတွေလုပ်ကြတယ်ပေါ့ဗျာဟုတ်တယ်ဒါမဲ့နေ့လယ်လဲရောက်ရောအလုတ်ထဲကကိစ္စတွေကြောင့်အစိုးမြင်စိတ်တွေဝင်လာတယ်ဒေါသထွက်ကြတယ်ဒါကဘာနဲ့တူလဲဆိုတော့နေ့လယ်စားတော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အတုပ်ကိုစားတယ်ပေါ့ဟုတ်ပြီပြီးတော့ညစာရောက်တော့ချောကလက်ကိတ်မှုတစ်လုံးလုံးကိုထိုင်းစားပေးလိုက်တာဗျာအဲ့ဒီလိုလုပ်ပြီးမှငါဘာလို့ကျမ်းမာရေးမကောင်းရတာလဲဝိမကြားရတာလဲလို့ညီးတွားနေတာနဲ့တွားတူနေတယ်ဆိုတော့အတွေးကိုစောင့်ကြည့်တယ်ဆိုတဲ့နေရာမှာအဲ့ဒီချောကလက်ကိတ်မှုကိုမစားပဲဘယ်လိုရှောင်းမလဲအတုံးနဲ့ကိတ်မှုဥမာကတကယ်ကိုကွက်တိပါပဲရှင်ဘာလို့လဲဆိုတော့မနက်ပိုင်းမှာကောင်းတဲ့အတွေးကြီးလှုပ်ထားပေမဲ့နေ့လယ်ပိုင်းမှာဒေါသထွက်စရာအတွေးတကူဝင်လာတဲ့အခါအဲ့ဒီအတွေးကိုငါတကယ်ပဲဒေါသထွက်နေပြီလို့အပြေးဝယုံကြည်လိုက်တာဟာကိတ်မှုကိုစားပစ်လိုက်တာပါပဲဟုတ်တယ်ဗျာ
အဲ့ဒါအကြည့်ကြပဲ စိတ်ပညာနဲ့ယန္တရားအရရှင်းပြရင်လေအတွေးဆိုတာသူ့ချီတက်တက်ဆိုဘာစွမ်းအမှမရှိတယ်လစ်စစ်လိုင်းနေတကူပါပဲ အဲ့ဒီအတွေ့ကိုကျမတို့ကယုံကြည်လိုက်ပြီးခန်းစားချက်တွေထည့်ပေးလိုက်မှသူကအသက်ဝင်လာတာပါအဲ့ဒါကို energizing လုပ်တယ်လို့ခေါ်ပါတယ်ရှင်။အော်ဒါဆိုရင်မကောင်းတဲ့အတွေ့တစ်ခုဝင်လာတဲ့အခါခံစားချက်မထက်ပဲဘယ်လိုလုပ်ရမလဲ ။အော်ငါးခေါင်းထဲမှာဒေါသထွက်စရာအတွေ့တစ်ခုဝင်လာပါလားလို့ခက်ခွခွကနေကြည့်လိုက်ပါအဲ့ဒီလိုခန်းစားချက်မပါပဲစောင့်ကြည့်လိုက်တဲ့အခါအဲ့ဒီအတွေ့ကလောင်စာစီပြတ်သွားရင်မီးတော့ပဲသူ့လိုအားနေပြီးပျောက်ကွယ်သွားပါရဲ့အဲ့ဒီစင်ရောက်မှသာကျွယ်ဝတဲ့ဘဝကိုဖန်တီးဖို့လန့်ပွက်သွားတာပါ ။ဒါဆိုရင် theory ကတော့အတွေ့အကြုံခံစားချက်လောင်စာစီဖြည့်ပဲထားရမယ်ဆိုတာသိသွားပြီ။ဒါပေမဲ့လက်တွေ့မှာလူတွေကဘလို့အမားမျိုးတွေလုံးမိတက်လဲဆိုတာလေးကြည့်အောင်ဗျ။ ကောင်းပါပြီရှင်အမေးဖြေခန္ဓာမှာပါလာတဲ့အကြောင်းအရာတွေကိုအုပ်စုဖွဲ့ကြည့်လိုက်ရင်လူတွေရဲ့အကြီးကပြဿနာကမရှိခြင်းကိုအာရုံစိုက်မိနေတာပါပဲ မရှိခြင်းဆိုတာလိုအပ်နေတာကိုပြောတာလား add ဆိုတဲ့သူရဲ့ပြဿနာကိုကျွန်တော်မှမေးတယ်ဗျသူကအရာဝတ္ထုတစ်ခုခုဝယ်ဖို့ပိတ်ဆန်သုံးလိုက်တိုင်းပိုက်ထဲမှာ baseball လုံးအရွယ်စားရှိတဲ့တင်းကြောင်မှုကြီးကိုခံစားရတယ်တဲ့ ဟုတ်တယ်အဲ့ဒါကတော်တော်စိတ်ဝင်စားစရာကောင်းတယ် ဟုတ်ပါဘာပစ္စည်းပဲဝယ်ပိတ်ဆန်ထွန်းသွားတာနဲ့ယူပိုက်ဆန်ရပါတင်းကျပ်သွားတာဗျကျွန်တော်ထင်တယ်အခုနားဆက်နေတဲ့သူတွေထဲမှာလဲ online ကနေဈေးဝယ်လို့ငွေရှင်းခန်းနေလိုက်တိုင်းရင်းထဲမှာ disconnect ဖြစ်သွားတဲ့သူတွေအများကြီးရှိမှာပဲ အဲ့ဒါကမတိစိတ်ရဲ့အလိုလုပ်ပုံကိုအထင်ရှားဆုံးပြနေတာပါပဲရှင်တိစိတ်ကနေကြွယ်ဝချမ်းသာခြင်းတယ်လို့ဘလောက်ပဲអော်နေပါစေမတိစိတ်ထဲမှာပိတ်ဆန်ဆိုတာရှားပါတယ်ထွက်သွားရင်ပြန်ရှာရခက်တယ်ဆိုတဲ့ကြောက်ရွံ့မှုကအမြင့်တွယ်နေတာပါ ရှင်တန်ရေးပြီးစားနဲ့ဆက်ဆက်နေတဲ့ကြောက်ရွံ့မှုမျိုးပေါ့နော် မှန်ပါတယ်အဲ့ဒီတော့ပိတ်ဆန်သုံးလိုက်တိုင်းခန္ဓာကိုယ်ကအန်ဒီရဲ့တစ်ခုကြာရောက်တော့မယ်ဆိုပြီးတင်ကျတဲ့တုံ့ပြန်မှုတွေပြလာတာဖြစ်ပါတယ်ရှင် ဟာဒါဆိုအဲ့ဒီမတိစိတ်ရဲ့ပိတ်ဆို့မှုတွေကိုဘယ်လိုချော်လွှားမလဲအတခါတည်းမဲ့တော့မရတော့ဘူးထင်တယ် ဟုတ်တယ်တခါတည်းနဲ့မရပါဘူးကျွဲဝချမ်းသာခြင်းလုံလောက်ခြင်းဆိုတဲ့အတွေ့ပေါင်းထောင်ထောင်ချီပြီးကိုယ့်ရဲ့မတိစိတ်ထဲကိုထတ်ခါအစားထိုးထည့်သွင်းပေးဖို့လိုအပ်ပါတယ် နောက်ထပ်တတိထားမယ်အချက်ကစကလုံးအထုံးအနှုံးတွေပဲဗျာ Janet ရဲ့အင်ဂျင်တွေကိစ္စမှာဆိုရင် तू ကအကျွေးကင်းကျင်တယ်လို့စိတ်ကူးထားတယ်လေ ဟုတ်တယ်အဲ့ဒီမှာ तू ဘာမားသွားလဲ तू ကအကျွေးကင်းကျင်တယ်လို့တွေးတိုင်းစိတ်ကအကျွေးဆိုတဲ့စကလုံးကိုပဲပြည့်တီဖန်ဆုံမိသွားတယ်အဲ့ဒီတော့အကျွေးတွေပုံများလာစေနိုင်တယ်တဲ့ဒါကြောင့်ငါအိမ်ကိုငါအပြေဝပိုင်ဆိုင်တယ်လို့စကလုံးပြောင်းသုံးဖို့ကြံပေးထားတာတွေ့တယ် စကလုံးတွေရဲ့အရေးပါမှုကိုပြနေတာပဲနော် ဟုတ်တယ်ဗျာပြီးတော့ Kelly ရဲ့ကန်းချီအိမ်ကိစ္စကပိုတော့တတိထားစရာကောင်းတယ်သူကကန်းချီပေါ်မှာနေကျင်တယ်လို့စိတ်ကူးထားတာတကယ်လို့စကြဝဠာကအဲ့ဒီစကလုံးအတိုင်းအတိအကျအကောင်အထည်ဖော်ပေးရင်ကန်းချီပေါ်မှာတဲလီထိုးပြီးအိပ်ရတယ်ပေါ့ရောက်သွားနိုင်တယ်နော် ဟာတကယ်ကြီးဖြစ်သွားနိုင်တယ်ရှင် ဒါကြောင့်ကန်းချီအနီးမှာနေကျင်တယ်လို့တိတိကျကျပြောင်းလဲသွေးဖို့လိုတယ်ဆိုတာကစကလုံးတွေဘလောက်အရေးကြီးလဲပြနေတာပဲ ဟုတ်ပါတယ်စကလုံးတွေကနေတဆင့်ဖုံဖော်လိုက်တဲ့မြင်ကွင်းတွေကမသိစိတ်ကိုတိုက်ရိုက်သွားပြီးလွှမ်းမိုးလို့ပါပဲဒီနေရာမှာနောက်ထပ်အရေးကြီးဆုံးယန္တရားတစ်ခုကိုရှင်းပြချင်ပါသေးတယ်ရှင် ဟုတ်ကဲ့ပြောပါအောင်ဗျ။ဘာယန်တရားလဲ အဲ့ဒါကတော့စန့်ကျင်ဘက်အဟန့်အတားဆိုတဲ့သဘောတရားပါအင်္ဂလိပ်လိုဆိုရင် resistance ပေါ့ရှင်တရင်းမြစ်တဲ့ကားရဲ့ Morocco ခင်းစဉ်ဥမာကိုကြည့်ပါ ။ तू ကမော်ရိုကိုသွားခြင်းတဲ့သူပေါ့နော် ဟုတ်တယ်သူက Morocco ကိုသွားချင်တဲ့အခါငါ Morocco ကိုရောက်အောင်သွားဖို့အတင်းကျပ်စူးစမ်းပြီးပုံဖော်မယ်လို့လုံလိုက်တယ်အဲ့ဒီလိုအတင်းကျပ်လုံနေတယ်ဆိုတဲ့ခံမချက်ကိုနိုင်ကငါရှိမှအခုအဲ့ဒါမရှိသေးဘူးဆိုတဲ့မရှိခြင်းကိုမတိစက်ကနေထွဲဝိုက်ပြီးဝန်ခံနေတာပါပဲ ။အော်သဘောပေါက်ပြီ။ကိုကလိုချင်လွန်းလို့အတင်းသွင်းနေတာကပဲတကယ်တော့မရှိဘူးဆိုတာကိုအတီးပြုတ်ပေးတယ်လို့ဖြစ်နေတာပေါ့ အဲ့ဒါပါပဲရှင်အဲ့မှာ resistance ခေါ်တဲ့စန့်ကျင်ဘက်အဟန့်အတားကြီးချက်လာပါပဲအဲ့ဒီအစား Morocco ကိုသွားရင်သိကောင်းမှာပဲအဲ့ဒီလမ်းမတွေပေါ်လမ်းလျှောက်ရတာဘလောက်တောင်ပြောစရာကောင်းလိုက်မလဲလို့ပေါ်တွေးရပါမယ် ။အားဆိုင်သူစရာမလိုတဲ့တဘာဝကြလဲအတွေ့မျိုးပေါ့ မှန်ပါတယ်အဲ့ဒီလိုအားစိတ်ထုတ်စီရမလို့တဲ့အတွေ့မျိုးကသာအမြန်ဆုံးအကောင့်အထည်ပေါ်စေတာပါ ။နေပါဦးဗျာ။ဒီနေ့မှကျွန်တော်ဝင်ပြီးစောရကတက်ချင်လာပြီ။ဟိုလီ cut ဆိုတဲ့သူမိသားနဲ့မိကုန်းနဲ့လဲဆင့်တယ်ဗျာ ဟုတ်ကဲ့မေးပါရှင် ။အခုပြောပုံရဆိုအရာရာကိုစိတ်ကူးရင်နေုံနဲ့ပေါ်တွင်းနေုံနဲ့တင်ပြီးရောလား။ လက်တွေ့လူရှားဆောင်ရွက်မှုလုံးဝမလိုတော့ဘူးလား။အိမ်ထဲမှာထိုင်ပြီးပေါ်တွင်းနေုံနဲ့ကောင်းကင်ကရွှေတွေကြားလာမှာလားပေါ့ ဒါကတကယ်ကိုမေးတဲ့နဲ့မေးခုံးပါပဲဘာမှမလုပ်ပဲအိမ်ထဲမှာငုတ်တုတ်ထိုင်နေရမယ်လို့ဆိုလိုတာလုံးဝမဟုတ်ပါဘူးရှင် ။ဒါဆိုဘယ်လိုမျိုးလှုပ်ရှားမှုတွေလုပ်ရမလဲ ဒီနေရာမှာနားလည်ရမယ့်သဘောတရားကစစ်ဆောင်မှုကြောင့်လှုပ်ဆောင်ရခြင်းဆိုတာပါပဲအင်္ဂလိပ်လို inspired action လို့ခေါ်တယ်ရှင် ။အော်အတင်းကြတွန်းအားပေးပြီးပြမန်းစဲစာလောက်ရတာမျိုးမဟုတ်ဘူးပေါ့ ဟုတ်ပါတယ်
ကိုယ့်ရဲ့စိတ်ကငါရရှိပြီးပြီဆိုတဲ့ခံစားချက်မျိုးနဲ့တည်ငြိမ်နေပြီဆိုရင်လေကိုလောက်ရမယ့်အလုပ်တွေတွေ့ရမယ့်လူတွေထွားမယ့်နေရာတွေကတဘာဝကြကြအလိုလိုပေါ်လာတတ်ပါတယ် တကယ်တော့လမ်းစားတွေအလိုလိုပေါ်လာတာသဘောပဲနော် ဟုတ်တယ်ရှင်အဲ့ဒီအခါမှာကိုလုတ်လိုက်ရတဲ့လုပ်ရက်ကအလေးလံပင်မနဲ့လို့မခံစားရတော့ဘူးကြကြဝလာကမိမိကိုရွေ့လျားသွားစေတကယ်တော့အလိုလိုစီးမျိုးမသွားတကယ်တော့ခံစားရတဲ့လှုပ်ရှားမှုမျိုးဖြစ်သွားပါတယ်အဲ့ဒါကိုမှ inspired action လို့ခေါ်တာပါ သဘောပေါက်ပြီဗျာလှော်တက်နဲ့အတန်းလှော်နေရတာမျိုးမဟုတ်ဘဲရေစီးကြောင်းနဲ့အတူရွက်လွန်းသွားတယ်လို့မျိုးပေါ့ အတ္တိအကြပဲရှင်လှုပ်ရှားမှုတော့ရှိတယ်ဒါပေမဲ့စိတ်ဖိစီးမှုမပါတော့ဘူးပေါ့ ကဲအခုဆိုရင်ကိုယ့်ရဲ့စကလုံးတွေအတွေးတွေကိုဘယ်လိုထိန်းချုပ်ရမလဲလှုပ်ရှားမှုတွေကိုဘယ်လိုတဘာဝကြကြလုပ်ရမလဲဆိုတာသိသွားပြီဗျာဒါမဲ့ပြဿနာကအပြင်ဘက်မှာရှိနေသေးတယ် အပြင်ဘက်ကပြဿနာဆိုတာပါဒီများလဲရှင် ဥမာသတင်းတွေဖွင့်လိုက်ရင်သတင်းဆိုးတွေကြီးပဲအိမ်မှာဆိုရင်လည်းအမြဲတမ်းအဆိုးမြန်တတ်တဲ့အိမ်တော်ဖွဲ့ရှိနေမယ်ပတ်ဝန်းကျင်ကလည်းစူညံနေမယ်ပေါ့ဗျာ တကယ်လက်တွေဂျုံနေရတဲ့ကိစ္စတွေပဲနော် ဟုတ်တယ်ဗျာအဲ့ဒီလိုပြင်ပကစူညံတန်တဲ့အဆိုးမြန်မှုတွေကခုခုအောက်ဆွဲချနေရင်တော့ဘလို့လုံးမလဲသတင်းရင်းမြစ်တွေကစူဇန်နဲ့ဒိုင်ယန်တို့ရဲ့ပြဿနာတွေကအဲ့ဒါပဲသူတို့ကသတင်းလေးကြီးပြီးဝမ်းနေရတယ်အိမ်တော်ဘက်ကအမြဲအဆိုးမြင်နေတယ်လို့ဆိုကြတယ် အဲ့ဒီအတွက် Sir Robert Adams ရဲ့စကားကိုကားထားတာတွေ့ပါတယ်ရှင် ဘလို့ကိုးကားတာလဲပဲ အရာရာဒီဖြစ်တင်ဖြစ်ထိုက်သည့်အတိုင်းတိတိကျကျဖြစ်ပေါ်နေသေးတဲ့ရှင်ပြင်ပကဘာရဲ့တွားမိုးမှုတွေကိုကြိုက်တွယ်တဲ့အပိုင်းဟာတော်တော်လေးစိန်ခေါ်မှုများပါတယ်အိမ်အောင်ဖတ်ပြဿနာနဲ့ပတ်သက်ပြီးပြောရင်လေလူတွေကတစ်ဖက်လူကိုအတင်ပြောင်းလဲခြင်းကြတယ် ဟုတ်တယ်ကိုကပြောင်းလဲသွားပြီဆိုတော့သူတို့ကပါလိုက်ပြောင်းစေချင်တာလေ ဒါပေမဲ့ကိုယ့်ဘက်ကနေသူတို့ပြောင်းလဲဖို့ကြိုးစားတာဟာအလုံးမဖြစ်ပါဘူးအဓိကကကိုရရဲ့စိတ်ပိုင်းဆိုင်ရာအချိန်လုံးကိုတောင်ပြင်းတင်ထားဖို့ပါရှင် ချိန်လုံးဆိုတော့ရေဒီယိုလိုင်းဖန်တို့မျိုးပေါ့ ဟုတ်ပါတယ်ကိုကအကောင်းမြင်စိတ်ပျော်ရွှင်မှုရှိုတဲ့69 MHz line မှာတည်ငြိမ်နေပြီဆိုရင်အိမ်အောင်ဖက်ကလည်းအဲ့ဒီ line တွေကိုအလိုလိုလိုက်ပါအောင်မြင့်တက်လာလိမ့်မယ်ဒါမှမဟုတ်ရင်လည်းတဘာဝတရားရဲ့စီစဉ်မှုအရာအဲ့ဒီချိန်လုံးမတူညီတဲ့လူနှစ်ယောက်ဟာအလိုလိုလမ်းခွဲသွားကြလိမ့်မယ်လို့ဆိုပါတယ်ရှင် ဟာဒါကတော်တော်လေးလေးနေတယ်ဗျာဒါပြင်အရီစတိုတယ်ရဲ့စူညံတန်ပြဿနာဆိုရင်လေစဉ်းစားစရာပဲသူကစူညံတဲ့ပတ်ဝန်းကျင်မှာနေရလို့စိတ်ငြိမ်အောင်ထားမရဘူးလို့ညည်းတွားတယ် အဲ့ဒီမှာဆရာတူကဘလို့ကန်ဖယ်ခဲ့လဲဆိုတော့လူစီကားပြီးစူညံနေတဲ့ဈေးလေခေါင်မြေကြီးကိုမှတော့အေးချမ်းစွာအိတ်ဆက်နိုင်ရမယ်လို့ဆိုခဲ့ပါတယ်ရှင် အဲ့ဒါကစူညံတန်ဆိုတာအပြင်ဘက်ကလာတာမှန်ပေမဲ့အဲ့ဒီအတန်ကိုစူညံတဲ့အနောက်ရှက်ဖြစ်တယ်လို့အတိပဲဖွင့်ဆိုနေတာကမိမိစိတ်ရဲ့တွန့်ပြန်မှုတာဖြစ်တယ်ဆိုတာကိုမိမောင်းထုတ်ပြထားတာပေါ့နော် အတိအကျပါပဲရှင် ခဏလေးဗျာကျွန်တော်ဒီနေရာမှာဝမေးကျင်တယ်ဒီတဘောတရားကနည်းနည်းတော့လွန်မနေဘူးလား ဘယ်လိုမျိုးလွန်တယ်လို့ထင်လို့လဲရှင် ဟိုလေကဘာကြီးမှာတကယ်ဆိုးရတဲ့အဖြစ်အပျက်တွေဒုက္ခရောက်နေသူတွေအများကြီးရှိနေတယ်ဗျာဒါတွေကိုတရင်မကြည့်ပဲအရာအလို့အစင်ပြပါတယ်ကိုယ့်ချိန်နှုံးလေးကိုမြင့်ထားရင်ရပါပြီလို့တွေးနေတာကလက်တွေ့ကဘာကြီးကိုမျက်ကွယ်ပြူရမရောက်ဘူးလားဒါ hit အခေါ်အဝါရ toxic positivity လို့ခေါ်တဲ့အစိတ်တင်စေတဲ့အကောင်းမြင်ဝါဒမျိုးတကူကောင်းဆန်တဲ့အဖြူမှုမျိုးဖြစ်မသွားဘူးလားဗျာ ဒီမိခွန်းကအမတန်အရေးကြီးပါတယ်ရှင်ဒီချက်လက်တွေကနိုင်ငံရေးလူမှုရေးကိစ္စတွေကိုလိလူရှုပြီးတကူကောင်းဆန်ခိုင်းနေတာလုံးဝမဟုတ်ပါဘူး ဒါဆိုဘလို့သဘောတရားလဲဗျ ရန်တရားရဲ့အသေးချာရှင်းပြပါမယ်ကဘာကြီးကိုကူညီခြင်းနဲ့အပြောင်းလဲလုပ်ခြင်းလဲဆိုရင်ကိုယ်တိုင်ကခွန်အားရှိနေဖို့ညံလင်းပွင့်နေဖို့လိုပါတယ် ကိုယ်တိုင်ရဲ့အစဉ်ပြေနေမှကုညီနိုင်မှာပေါ့ ဟုတ်တယ်တရင်ကြီးကြည့်ပြီးဝမ်းနဲ့ပူဆွေးမှုစိတ်ပြက်အားငယ်မှုဆိုတဲ့အနှိမ့်ဆုံးချိန်နှုံလေးပေါ်ကိုဆင်းသွားပြီးကကိုယ်တိုင်ပါစိတ်တက်ကြနေမယ်ဆိုရင်ကဘာကြီးကိုဘလို့မှကယ်တင်လို့မရနိုင်ပါဘူးရှင်ရေနစ်နေတဲ့သူကိုကယ်ဖို့ဆိုရင်ကိုယ်တိုင်ရေမနစ်ဖို့အရင်လိုအပ်လို့ပါပဲ ။အော်သဘောပေါက်ပြီ။တရင်နဲ့ကြည့်ပြီးကိုယ့်ရဲ့စွမ်းရံလေးကိုရော့ချခံမဲ့အစားမိမိရဲ့စိတ်ကိုငြိမ်ချမ်းတဲ့အကောင်းမြင်တဲ့ကြိမ်နှုံးမှာထားရှိဖို့ဆိုလိုတာပေါ့ မှန်ပါတယ်အဲ့ဒီလိုရှင်းလင်းတဲ့ဥနောက်ပြည့်ဝတဲ့ခွန်အားတွေနဲ့မှမိမိပတ်ဝန်းကျင်ကိုထိထိရောက်ရောက်အကျိုးပြုဖို့ဆိုလိုရင်းဖြစ်ပါတယ်အဖြစ်ပြက်တွေကိုငင်းကွယ်လာမဟုတ်ပဲကုညီနိုင်စွမ်းရှိအောင်မိမိရဲ့စိတ်အခြေအနေကိုကောက်ွယ်ရတာဖြစ်ပါတယ်ရှင် ။ရှင်းသွားပြီဗျာ။ကိုယ်တိုင်လေပေါ်မှာခိုင်ခိုင်မာမာရပ်နိုင်မှာရေတွေကလူကိုဆွဲတင်လို့ရမယ်ဆိုတဲ့သဘောပေါ့။ကဲအခုဆိုရင်ပြင်ပစုညာတန်တွေကိုလည်းဘလို့တုံ့ပြန်ရမလဲတီးသွားပြီဆိုတော့အမြင့်ဆုံးအဆင့်ကိုဆက်သွားကြည့်အောင်ဗျာ ကောင်းပါပြီရှင် ။တရင်ရင်းမြစ်ထဲမှာခီးရဲ့မေဟုံးကတော်တော်လေးနည်းနည်းတယ်ဗျာ။သူကဘလို့မေးထားလဲဆိုတော့ The Secret စာအုပ်ထဲမှာတော့ကိုလိုချင်တာကိုအမြဲတမ်းတွေးနေရမယ်ဖုံဖော်နေရမယ်လို့ဆိုတယ် ဟုတ်တယ် ဒ
ဒါပေမဲ့နောက်ပိုင်းထွက်တဲ့ The Greatest Secret မှာကြတော့အရာအလုံးကိုလွတ်ချလိုက်ပြီးတီးဖြူမိချင်းဆိုတဲ့အနေထားမှာပဲနေရမယ်လို့ဆိုပြန်တယ်ဘယ်ဟာကအမှန်လဲပေါ့ဒါဟာစိတ်ကိုတုံးပြီးအတင်းအချက်ဖုံဖန်တီးခြင်းနဲ့ပကတိအတိစိတ်အတိုင်းနေထိုင်ခြင်းကြားကကွာခြားချက်ကိုမေးလိုက်တာပဲဟုတ်ပါလေရှင်အဲ့လာကိုဘလို့မြင်လဲကျွန်တော်စဉ်းစားမိတာကဒါဟာနှစ်ပေါင်းများစွာအခြေယူပြီးပြည့်စုံတဲ့အိမ်တစ်လုံးကိုတိဆောက်ဖို့စ조사နေခဲ့ရကနေတကယ်တမ်းကျတော့ကိုကအစားကလေးကစံရင်ကြီးတစ်ခုထဲမှာရောက်နေပြီးသားဖြစ်နေတယ်ဆိုတာကိုရုတ်တရက်တော့ဘလို့ပေါက်သွားတယ်လို့မျိုးပဲဗျာဟာစံရင်ကြီးဥပမာကအတီကြောင်မှန်ပါတယ်ရှင်ဒါဟာအမြင့်ဆုံးအဆင့်ကိုပြနေတာပါ The Secret တုံးကစိတ်ကိုအသုံးပြုပြီးယောဂဝတ္ထုလေးအခြေအနေတွေကိုဖန်တီးခဲ့ကြတယ်ဟုတ်ကဲ့ဒါမဲ့ The Greatest Secret ကြတော့မိမိရဲ့ပင်ကိုအစစ်အမှန်တဘာဝဖြစ်တဲ့တတိပြုမိခြင်းတတ်အဖြစ်နဲ့နေထိုင်တာပါ awareness လို့ခေါ်တာပေါ့အဲ့ဒီအခြေအနေမှာဘာကိုမှအတင်းအကျပ်လိုချင်သတ်မှတ်နေတာမရှိတော့ဘူးလိုချင်တာတွေပြီးစွန်သွားတဲ့အချိန်မှာရလာမယ့်အေးချမ်းမှုကိုအခုကလေးကကြိုပြီးခန်းစားနေတဲ့သဘောလားအတိအကျပဲရှင်ဒါကြောင့်အားထုတ်စရာမလိုပဲအမြင့်ဆုံးသောပျော်ရွှင်ကြည်နူးမှုကိုရရှိနေပြီဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးရွှန်နန်းရမေခွန်းမှာလည်းထူးခြားတာတစ်ခုတွေ့ရတယ်နော်။ဘာများလဲလဲ The Secret ရုပ်ရှင်ရိုက်ကူးစဉ်က Rhonda Byrne အနေနဲ့သူ့ကိုရေးကိုယ်တာကြွယ်ဝချမ်းသာမှုအတွက်မဟုတ်ပဲဝန်ထမ်းတွေကိုလာစာပေးနိုင်မှုနဲ့ဒီဟာကနေလူတန်းပေါင်းများစွာရဲ့ဘဝတွေပြောင်းလဲသွားဖို့ကိုပဲအထူးကမြင်အောင်ခဲ့တဲ့ဆိုတဲ့အချက်ပါ။အော်ကိုကျိုးတတ်အများအကျိုးကိုဥတီလိုက်တဲ့အခါစိတ်ရဲ့တင်းချမှုတွေရောကြထားပြီးပိုပြီးစွမ်းအားကြီးမားထားပုံရလေဗျ။မှန်ပါတယ်ကိုအတွက်ချီပဲမဟုတ်တဲ့အခါစိတ်ကပို့ပေါ်ပါသွားတာပေါ့ရှင်။စကားမစက်Rhonda ကဒီလိုသဘောတရားတွေကိုပြောပြရုံတင်မဟုတ်ပဲလူတွေလက်တွေ့အသုံးချနိုင်မဲ့ကိရိယာတွေကိုလည်းအများကြီးဖန်တီးပေးထားတယ်နော်ဟုတ်ပါရဲ့ရှင်ဥပမာနားဆင်နေတဲ့သူတွေလည်းအသုံးပြုလို့ရအောင် The Secret to Money app လို့ application မျိုးတွေရှိတယ်ပြီးတော့လာမယ့် November လမှာထွက်ရှိမဲ့ Countdown to Riches အပါအဝင်နောက်ထပ်စာအုပ်သုံးအုပ်လည်းအသစ်ထွက်ဖို့ရှိသေးတယ်လို့အချက်လက်တွေမှာတွေ့ရတယ်ဗျာဟုတ်တယ်အဲ့စာအုပ်တွေနဲ့ application တွေကဘာလို့ပေးလဲဆိုတော့စောစောကကျမတို့ဆွေးနွေးခဲ့တဲ့ကိုယ့်ရဲ့ချိန်နှုန်းကိုအများနဲ့အမြင့်မှာတိရှိနေအောင်ပုံမှန်လေးလေ့ကျင့်နိုင်အောင်ကူညီပေးတဲ့ကိရိယာတွေပါပဲရှင်လက်တွေ့လို့ဖို့အတွက်တော်အထောက်အကူထင်ပါပဲဟုတ်ပါတယ်ဒီနေရာမှာအဲ့လိုလေ့ကျင့်မှုတွေရဲ့အထွတ်အထိပ်ရလဒ်တစ်ခုဖြစ်လင်ဒါရဲ့ဖန်ပြောစံတေတောက်ဇလန်းကိုထည့်ပြောချင်ပါသေးတယ်ရှင်ဩ IVF ဇလန်းလားသူကအရင်ကကိုဝင်ပြက်ကြခဲ့ဘူးတယ်စေပညာအရာလည်းအခက်အခဲတွေအများကြီးကြုံခဲ့ရတယ်ဆိုတာလားဗျဟုတ်တယ်ရှင်ဒီလိုဖြစ်အားတွေကြောက်ရွံ့မှုတွေကြားထဲကနေနောက်ထပ်ကလေးတစ်ယောက်ရဖို့စ조사နေတာလေအဲ့ဒီမှာပေးထားတဲ့အကြံဉာဏ်ကတကယ်ကိုပြတ်သားတယ်ဘလို့အကြံဉာဏ်ပေးထားလဲဗျာအတိတ်ကနာကျင်မှုတွေစေယုံကအခက်အခဲတွေဆရာဝန်တွေရဲ့ပြောစကားတွေကိုလုံးဝမေ့ထားလိုက်ဖို့ပါပဲရှင်အဲ့ဒီအစားဒုတိယမြောက်ကလေးငယ်ကိုလက်ထဲမှာပွေဖတ်ထားတယ်ဆိုတဲ့နောက်ဆုံးရလဒ်ကိုပဲအပြည့်အဝအာရုံစိုက်ရမယ်လို့ဆိုတယ်ဟာဒါအတိတ်ကတန်ရာတွေကိုကြော်လွားပြီးအလဲကဖြစ်စဉ်တွေကိုခေါင်းထဲမှာထည့်ပဲလူချင်းတဲ့အဆုံးသက်ရလက်စီကိုဓာတ်ရိုက်ခွန်းကူးသွားတဲ့တဘောပဲနော်အကောင်းဆုံးဥပမာတစ်ခုလို့ထင်တယ်တိတ်မှန်တာပေါ့ရှင်ဒါကိုဒက်တနရှုထောက်ကနေနက်နက်ရှိုင်းရှိုင်းသုံးသက်ကြည့်ရင်လူသားတွေရဲ့တကယ့်လူအင်စန်တာအစစ်အမှန်ကိုတွေ့ရပါလိမ့်မယ်လူတွေရဲ့တကယ်လူအင်စန်တာအစစ်အမှန်ဆိုတာဘာများလဲဗျာလူတွေကပိတ်ဆက်လူချင်းတဲ့အိမ်လူချင်းတဲ့ကလေးလူချင်းတဲ့လူထင်ရမယ်မဲ့တကယ်တမ်းကျမတို့ရဲ့အောက်ခြေအထိရှင်းပြီးတုံးတားနေတဲ့ຢာကအဲ့ဒီရိုးဝတ္ထုပစ္စည်းတွေမဟုတ်ပါဘူးရှင်Ever ဒါဆိုရင်ဘာကိုတုံးတာနေကြတာလဲအဲ့ဒီຢာတွေရလာရင်ခံစားရမဲ့ပူပန်မှုကင်းရှင်းခြင်းအိတ်ချမ်းခြင်းဆိုတဲ့မြင့်မြတ်တော်တည်ရှိမှုကိုဒါလူချင်းနေကြတာပါ Divine Presence လို့ခေါ်တာပေါ့ရှင်အဲ့ဒီငြိမ်းချမ်းတဲ့အချီးနေဟာကျမတို့ရဲ့အစစ်မှန်အမှတ်လက္ခဏာပါပဲအော်ဒါကြောင့်ကိုလိုချင်တဲ့အရာတွေကိုအပြင်းပန်မှာအတင်းလိုက်ရှာနေမယ်အစားအဲ့ဒီတတိပြုမိချင်းဆိုတဲ့ငြိမ်းချမ်းတဲ့အခြေအနေမှာနေထိုင်နိုင်ရင်အရာအလုံးကတဘာဝကြကြပြည့်ပြည့်စုံသွားလိမ့်မယ်လို့ဆိုလိုရင်းဖြစ်တာပေါ့နော်အတိအကျပါပဲရှင်ကဲဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော်တော်လေးကိုနိုင်ဆိုင်တယ်လို့ literally အတုံးကြပါတယ်ဗျာအချင်းချုပ်ပြန်ကြည့်ရရင်ပထမဆုံးကိုခေါင်းထဲမှာထိမ့်မနိုင်တိမ်မရတောင်းကျနေတဲ့ခွေးပေါက်လေးလို့တောင်းမှမတရေမလို့စိတ်ကိုအတိမပြူပြီးအရင်ဆုံးစောင့်ကြည့်ရမယ်ဟုတ်ပါတယ် noticing ကတော့ပါလေရှင်ဒုတိယအနေနဲ့မိမိသုံးလုံးနေတဲ့စကားလုံးတွေမသိစိတ်ကပိတ်ဆို့မှုတွေကိုတတိထားပြီးအားစိုက်ထုတ်စရာမလိုတဲ့လှုပ်ဆောင်မှုမျိုးတွေတွားရမယ်ဗျာမိမိရဲ့မြင့်မားတဲ့ချိန်နှုန်းနဲ့အကာအကွယ်ယူရမယ်ပေါ့ရှင်ဟုတ်တယ်ဗျာနောက်ဆုံးအနေနဲ့ပူပန်မှုတွေကင်းတဲ့တတိကျူးမိခြင်းဟူသောအမြင့်ဆုံးအခြေအနေစီကိုတက်လှမ်းရမယ်ဆိုတာတွေကိုတွေ့ခဲ့ရပါတယ်
နားဆင်နေရသူတွေအနေနဲ့ဒီအချက်တွေကိုလက်တွေ့အသုံးချဖို့အချိန်အများကြီးပေးစရာမလိုဘူးဆိုတာကိုအထူးပြောချင်ပါတယ်ရှင် ဘယ်လောက်လောက်ပဲအချိန်ပြရမလဲဗျာ တနည်းကို10မိနစ်ကနေ9မိနစ်ခန့်လောက်ပဲအချိန်ယူပြီးမျက်စိမိတ်ကိုယ့်ရဲ့ခေါင်းထဲကိုဝင်လာတဲ့အတွေးတွေကိုခန်းစားချက်မထည့်ပဲမယုံကြည်ပဲအခက်ခက်ဆုံးကြည့်ုံနဲ့တင်မိမိရဲ့ဘဝမှာကြီးမားတဲ့အပြောင်းအလဲတွေစတင်နိုင်မှာပြီရှင် ကိုယ်အတွေးကိုကိုယ်တိုင်ပြန်လဲကြိုးကင်နေခြင်းဟာကြွယ်ဝတဲ့ဘဝရဲ့အစာပါပဲနော် အတိအကျပါပဲရှင် ဒါဆိုရင်ဒီနေ့အစီအစဉ်ကိုအဆုံးသတ်ဖို့အတွက်ကျွန်တော်အစာပိုင်းမှာပြောခဲ့တဲ့အိမ်ထဲကတောင်းကျမ်းနေတဲ့ခွေးပေါက်လေးအကြောင်းကိုပြန်ကောက်ချင်တယ်ဗျာတေချာစဉ်းစားကြည့်အောင် ကောင်းပါပြီရှင် လူသားတွေရဲ့မူလတဘာဝအခြေအနေဟာအေးချမ်းပျော်ရွှင်မှုသာဖြစ်ပြီးကျွန်တော်တို့ရဲ့အစိုးမြတ်တွေတွေကသာအဲ့ဒီပျော်ရွှင်မှုကိုဖုံးကွယ်ထားတာဆိုရင်ပေါ့ဗျာ ဆိုပါတော့ ကိုဘဝမှာကြုံတွေ့ရသမျှဆိုးရွားတဲ့ဒုက္ခရောက်တဲ့လို့သတ်မှတ်ထားတဲ့အဖြစ်အပျက်တွေဟာတကယ်တော့ကျွန်တော်တို့ကိုယ်တိုင်ကသာခံစားချက်တွေထည့်ပြီးအသက်မသွင်းလိုက်ရင်ယုံကြည်ပြီးအားမဖြစ်ဖြေပေးလိုက်ရင်ဘာအင်အားမှမရှိတဲ့အလိုလိုပြော့ကွယ်သွားမယ်ရိုးရိုးအသွေးတက်တက်တွေသာဖြစ်နေမလားပေါ့ ဟာဒါကတကက်ကိုတွေးစရာပါပဲရှင် ဟုတ်ပါဗျာဒီမေးခွန်းကိုတော့ကိုယ်တိုင်ဆက်လက်တွေးတောဆင်ခြင်ကြည့်ဖို့ခြံ